Premier League ရွှေလက်အိတ်ဆု Golden Glove ကို300ဒီဇက်တိုင်းစုခူးနိုင်ခဲ့ပြီဖြစ်တဲ့ David Raya Forward Gunner Program ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ညကကျွန်တော်တို့ရှင်မြိုင်ကစားတဲ့ပွဲမှာ West Ham အသင်းကိုတကူကူမရှိနဲ့အနိုင်ရရှိပြီးတဲ့နောက်မှာ Arsenal အသင်းက clean sheet ထိုက်ရခဲ့ပါတယ် David Raya အနေနဲ့လည်း Premier League မှာ clean sheet 18ပွဲရရှိထားပြီးတော့ဒီနှစ်အတွက်အကောင်းဆုံးဂိုးသမားဆုကိုပါလက်ခံရရှိခဲ့တာဖြစ်ပါတယ်။ David Raya ဟာ2025-2026ရာသီမှာလည်း Arsenal အတွက်အကောင်းဆုံးလက်စွမ်းများပြသနိုင်ပြီးတဲ့နောက် Premier League ရဲ့ရွှေလက်အိတ်ဆု Golden Glove ကို300စီဇက်တိုင်းစုခူးနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ Arsenal နံပါတ်1ဂိုးသမားဖြစ်သူ Raya ဟာယခု Premier League ရာသီတွင်36ပွဲသာကစားထားရတော့လဲ clean sheet 18ပွဲထိရယူထားနိုင်ခဲ့ပါတယ်။လက်ကျန်ပွဲစဉ်3ပွဲရှိနေသေးပေမဲ့တခြားဂိုးသမားများအနေနဲ့3ပွဲလုံး clean sheet ရရင်တော့မှသူ့ရဲ့စံချိန်ကိုကျော်နိုင်တော့မှာမဟုတ်တဲ့အတွက်အခုလိုထိုက်တန်တဲ့စုခူးရရှိခဲ့ခြင်းလည်းဖြစ်ပါတယ်။ Raya နဲ့အနည်းဆုံးပြိုင်ဘက်တွေကတော့ Man City ကိုသမား Donnarumma ဖြစ်ပြီး clean sheet 14ပွဲရရှိထားတာပဲဖြစ်ပါတယ်။ဒါပေမဲ့ City အသင်းကလက်ကျန်3ပွဲပဲကစားတော့ကြံလာတော့တယ်။အဲ့ဒီ3ပွဲလုံး clean sheet ရခဲ့လို့ရှိရင်တော့မှ Raya 18ပွဲစံချိန်ကို Donnarumma ကမမီတော့တာကြောင့် David Raya ကစုခူးခဲ့ခြင်းပဲဖြစ်ပါတယ်။အခုရာသီမှာ Premier League clean sheet အများဆုံးရတဲ့ဂိုးသမားတွေကတော့ David Raya 18ပွဲ Donnarumma 14ပွဲ Pickford 17ပွဲ Henderson 17ပွဲနဲ့ Petrovic 10ပွဲတို့ဖြစ်ကြပါတယ်။စပိန်ဂိုးသမား David Raya 2023ခုနှစ်မှာ Bradford မှာ Arsenal ကိုရောက်ရှိလာပြီးပါဝင်ကစားခဲ့တဲ့3ရာသီလုံးမှာ Golden Glove clean sheet ကိုရရှိခဲ့ခြင်းလည်းဖြစ်ပါတယ်။ပထမရာသီမှာ clean sheet 16ပွဲပြီးခဲ့တဲ့ရာသီမှာ clean sheet 73ပွဲနဲ့ရရှိခဲ့တာဖြစ်ပြီးအခုရာသီမှာတော့18ပွဲအထိရယူထားနိုင်ခဲ့ပါတယ်။ Premier League တမိုင်းတစ်လျှောက်300ဒီဇက်တိုက် Golden Glove ရရှိခဲ့သူများမှာ David Raya အပြင်4ဦးသာရှိပြီးယခင်က Liverpool ရဲ့ Reina, Man City ရဲ့ Johan နဲ့ Ederson တို့သာစွမ်းဆောင်ထားနိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။အခုအခါမှာတော့ David Raya ဟာ Golden Glove 3နှစ်ပိုင်ဆိုင်ထားတာဖြစ်ပြီး Peter Cech နဲ့ Johan တို့တင်ထားတဲ့4ချိန်ရရှိမှုစံချိန်ကိုလိုက်မိဖို့တစ်နှစ်သာလိုပါတော့တယ်။ဒါအပြင်2021ခုနှစ်2022ခုနှစ်ရာသီမှာစပြီး Premier League မှာ clean sheet အများဆုံးရတဲ့ဂိုးသမားတစ်ယောက်လည်းဖြစ်နေပါတယ်။အဲ့ဒီဂိုးသမားတွေကတော့ David Raya 68ပွဲ Alisson 59ပွဲ Pickford 52ပွဲ Ederson 52ပွဲ Martinez 45ပွဲ Nick Pope 43ပွဲတို့ဖြစ်ပါတယ်။ Raya ရဲ့တည်ငြိမ်တဲ့လက်စွမ်းနဲ့ Arsenal ခံစစ်အပေါ်တိုက်ရောက်မှုကတော့လက်ရှိ Premier League ဂိုးသမားတွေထဲမှာအကောင်းဆုံးဂိုးသမားတစ်ယောက်ဖြစ်တယ်ဆိုတာကိုသူ့ရဲ့လက်စွမ်းပြမှုတွေနဲ့သူတင်ထားတဲ့စံချိန်တွေကတက်တည်ပြနေပြီပဲဖြစ်ပါတယ်။ Arsenal လည်းဖလားရ David Raya လည်း Golden Glove ရအဲ့ဒီနောက်မှာလည်း Arsenal အသင်းရဲ့ Champions League စုခူးနိုင်မယ်ဆိုလို့ရှိရင်တော့ဒီနှစ်ကျွန်တော်တို့ Arsenal fan တွေအတွက်ကတော့အထူးခြားဆုံးနှစ်တစ်နှစ်ဖြစ်လာမယ်တမိုင်းဝင်နှစ်တစ်နှစ်ဖြစ်လာမယ်ဆိုတာကိုလည်းပြောရင်းနဲ့အစီအစဉ်လေးကိုနှီးကုန်းချုပ်ပါတယ် North London forever the weather bye bye